လုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောလုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောဆရာစုတိဟာဒီနေ့စာမျက်နှာ page 3သွားပါမယ်စာမျက်နှာ3ဒါကိုယူပါ take it ဒါကိုယူပါဟိုဟာကိုယူပါ take that ဟိုဟာကိုယူပါဒီမှာထားပါ put here put here ဒီမှာထားပါဟိုမှာထားပါ put there there put there ဟိုမှာထားပါ put there ဟိုမှာထားပါအထဲမှာသိမ်းပါအထဲမှာသိမ်းပါ keep inside အထဲမှာသိမ်းပါ keep outside အပြင်မှာသိမ်းပါ keep outside အပြင်မှာသိမ်းပါဒါကတော့စာမျက်နှာ3ပေါ့နော် page 3ဖြစ်ပါတယ်လုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောရဲ့စာမျက်နှာ3ကိုဖတ်ပြပေးတာဖြစ်ပါတယ်ကဲလုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောကမူလေးဝယ်တော့က89ဘတ်လား89ဘတ်เนาะပုတ်ခအပီ88ဘတ်နဲ့ရပါတယ်เนาะဒါတော့125ဘတ်ဖြစ်ပါတယ်ထိုင်းရသူတွေဆိုလို့ရှိရင်เนาะဒီနှမျိုးဆိုလို့ရှိရင်အခြေခံသမားတွေအတွက်အရင်မဲ့အဆင်ပြေပါတယ်ဒါကမူလေးဝယ်တော့က88ဘတ်ပုတ်ခအပီပါဒါက125ဘတ်ပုတ်ခအပီပါလိုချင်တယ်ဆိုလို့ရှိရင်เนาะချင်းဝါလေးထဲမှာနှိပ်ပြီးတော့ထိုင်းကသူတွေဆိုဝယ်သွားပါမြန်မာပြည်ကသူတွေဆိုလို့ရှိရင်เนาะအမူလေးရဲ့ CB မှာလာပြီးတော့မေးလို့ရပါတယ်ဒါနှစ်အုပ်ဆိုလို့ရှိရင်เนาะ18000ဖြစ်ပါတယ်စာအုပ်ဖို့တော့ငွေကြော်ရှင်းရတယ်เนาะမြန်မာပြည်ကသူတွေထိုင်းကသူတွေဆိုလို့ရှိရင်เนาะအယောင်ငွေချင်းနဲ့ဝယ်သွားပါရှင့်ချင်းနဲ့မှာကျေးဇူးပါ